လို့မရခဏလေးပဲဆိုတော့မှနေလို့မရဒီနေ့လိုပဲကျောင်းတခင်ဗျာနာမတော်မခေါ်ပဲနဲ့ကျောင်းနေမယ်ဆိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာမှာအားနည်းလာမယ်ကိုညီမတို့အဲ့ဒါကြောင့်ဝိညာဉ်ပိုင်းဆိုင်ရာမှာရှင်းတန်လာဖို့အတွက်ကျွန်တော်ကျမတို့ကဘာလို့ရမလဲသခင်ဖခင်ရဲ့နာမတော်ခေါ်ဖို့လိုရတယ်။အိုးခင်ယေရှုနောက်ပြီးတော့မှအောက်လိုင်းထဲမှာနော်မှာပြောရဲဆိုတော့ကိုတော်ကို sorry ကိုတော်ရဲ့နာမတော်ကိုခေါ်ခြင်းဖြင့်သခင်ဖခင်ကိုမွေးလဝါမျှော်ခြင်းနောက်ခုနကကြအောင်ကျွန်တော်အများကြီးပြောခဲ့ပါပြီ။နောက်ဆက်ကျွန်တော်ဆက်ဖတ်ပါမယ်။သခင်ဖခင်ရဲ့နာမတော်ကိုခေါ်ခြင်းမှာကိုတော်ရဲ့မျက်မှောက်တော်ယဉ်ကျေးကြောင်းဝေခြင်းကိုတွေ့ကြုံခံစားတယ်။ဟာလေလုယာ။သခင်ဖခင်နာမတော်ခေါ်ခြင်းကကိုတော်ရဲ့မျက်မှောက်တော်၌ယဉ်ကျေးကြောင်းဝေဆိုတာတွေ့ကြုံခံစားတာ။ကိုတော်ရဲ့မျက်မှောက်တော်ယဉ်ကျေးကြောင်းဝေဆိုတာတွေ့ကြုံခံစားတာ။ကိုတော်နဲ့တာ၍ပို့၍ယဉ်ကျေးကြောင်းဝေဖို့အတွက်ခင်ဗျားနာမတော်ခေါ်ဖို့လိုရတယ်။ဒါကြတဲ့ကျွန်တော်တို့ကအော်ခင်ဗျားနဲ့ယဉ်ကျေးကြောင်းကိုစူးစမ်းတယ်။စူးစမ်းလို့ဆောင်တယ်။ဒီကိုညီမတို့ကျွန်တော်ကိုစူးစမ်းနေမြတ်စားအကောင်းဆုံးနေလားဒီခင်ဗျားနာမတော်ခေါ်ခြင်းဟာလေလုယာနော်ဘုရားနာမတော်ခေါ်ခြင်းနော်ခင်ဗျားရဲ့မျက်မှောက်မှာယဉ်ကျေးကြောင်းကိုနော်ပြီးတော့မှနော်ဂျီထဲမှာလည်းပြောတယ်သခင်ဗျားရဲ့နာမတော်ကိုနေ့တိုင်းနေ့အချိန်တိုင်းခေါ်ရလက်ကျင့်ရမယ်နေ့တိုင်းနဲ့အချိန်တိုင်းခေါ်ဖို့လက်ကျင့်ရကျွန်တော်ဘယ်လိုလက်ကျင့်မလဲနော်ကျွန်တော်နော်အလုပ်ထဲမှာဆိုရင်လည်းသခင်ဗျားနာမတော်ခေါ်လို့ရတယ်လက်ကျင့်လို့ရနော်အိမ်မနေနဲ့ခေါ်လို့ရတယ်လမ်းသွားရင်လည်းခေါ်လို့ရတယ်ဇေဝဲနဲ့ခေါ်လို့ရတယ်ကျွန်တော်နေ့တိုင်းအချိန်တိုင်းခေါ်ဖို့တဲ့လက်ကျင့်ရကျွန်တော်မဆုံးလိမ့်ဘူးဒါပေမဲ့ဒီနေ့သခင်ဖခင်ရဲ့မျက်မှောက်တော်မှာယဉ်ကျေးကြောင်းဝဆိုတွေ့ကြုံခံစားဖို့တဲ့နေ့တိုင်းအချိန်တိုင်းခေါ်ဖို့လက်ကျင့်ရအိုးသခင်ယေရှုနေ့တိုင်းကျွန်တော်တို့ဒီမနေ့ခေါ်ပြီလားမနေ့ရောက်ခေါ်ပြီလားဒီမနေ့တရားနဲ့နှုတ်ထားတာလည်းအချိန်မှာအခုချိန်သေးပေါ့ဘယ်နှချိန်လောက်ခေါ်ပြီလဲတခါတလေမှာကျွန်တော်တို့နော်ရည်သက်ဖို့လိုရတယ်မနေ့အရာထားတဲ့အချိန်နဲ့စပြီးတော့မှအခုဒီနေ့လေတနိုင်ခွဲအချိန်သေးခင်ဖခင်ရဲ့နာမတော်ကိုဘယ်နှချိန်လောက်ခေါ်ပြီလဲကျွန်တော်ဒီနေ့ကိုပြန်လဲပြီးတော့မှမေးဖို့လိုရတယ်ဘယ်လောက်ခေါ်ပြီလဲဒီကိုညီမတို့တခါတလေမှာကျွန်တော်တို့ကခရိယာဖြစ်ပါတယ်လို့ကျွန်တော်ပြောတယ်ဒါပေမဲ့ကျွန်တော်ဘာကိုပြန်မရမယ်ဟောတယ်ကျွန်တော်ခရိယာဖြစ်တာမှန်တယ်ဒါပေမဲ့ခင်ဗျားနာမတော်ကိုဘယ်နှခါခေါ်ပြီလဲဒီကိုညီမတို့အော်မခေါ်ရသေးဘူးဆိုရင်ဘာလို့မလဲဒီလက်ကျင့်ဖို့လိုရတယ်ဒီမှာပြောတယ်ခင်ဗျားနာမတော်ခေါ်ခြင်းကိုတဲ့နေ့တိုင်းနဲ့အချိန်တိုင်းဟောရလက်ကျင့်ရမယ်ကျွန်တော်ကဗာလဲမရှက်ဘူးဆောခေါ်တော့ခေါ်တယ်ဒါပေမဲ့ခင်ဗျားနာမတော်ခေါ်ဖို့ကြတော့ရှက်တယ်ခင်ဗျားနာမတော်ခေါ်တာရှက်ရည်ချာညီကိုညီမတွေနာမည်ကြတော့အကျယ်ရုပ်အောင်ခေါ်တယ်ကျွန်တော်တို့ဒီနေ့တိုင်းလက်ကျင့်ရကျွန်တော်ဘာပဲလို့နော်ကြောင်းသွားရလေကျွန်တော်နာမတော်ခေါ်ခြင်းကိုလက်ကျင့်ရမယ်လာရှောင်းနေနေအလုံးလုံးနေနေဘာမှတော့မဖြစ်ပါဘူးလက်ကျင့်လို့ဆောင်ဖို့လိုရတယ်ပြီးကျွန်တော်ကလည်းဒီလေသခင်ဘုရားထာမှာဟိုချတောင်းပန်ဖို့လိုပါတယ်ကိုတော့အခြေပေါင်းများစွာနေ့ရက်ပေါင်းများကျွန်တော်ကျမသည်ကိုရဲ့နာမတော်ကျွန်တော်ကျမမခေါ်ခဲ့ဘူးကျွန်တော်ကျမရဲ့အားနဲ့ခြင်းကိုကိုလည်းခွင့်လို့တော့ဟုတ်တယ်ခါတည်းမှာကျွန်တော်များတော့အချင်းမှာမခေါ်ခဲ့ဘူး
ဒါပေမဲ့ဒီနေ့ကျွန်တော်ခေါ်ဖို့လိုရတယ်တော့ဒီမှာပါပြောဆိုတော့တခါတလေမှာတဲ့နော်ကျွန်တော်တို့အခြေအနေကကျွန်တော်တို့ရဲ့ခင်မုန်းဟုတ်လားကျွန်တော်တို့ရဲ့ဇနီးနော်ညီကိုမောင်နှမတွေတားသမီးတွေကကျွန်တော်တို့ကိုတဲ့အနည်းဆုံးအသွေးမှာချထားတယ်လို့ပြောတယ်အဲ့လိုအနည်းဆုံးနေရာမှာကျွန်တော်တို့ကိုထားတဲ့အခါမှာအဲ့လိုထားချုံခံရတဲ့အခါမှာကျွန်တော်ထဲနေဘာထွက်လာလဲညင်းသွားခြင်းတွေညင်းညူခြင်းတွေထွက်လာတကယ်ဘယ်ဒီပေါ်နေတဲ့သာသမီတွေနော်ကျွန်တော်တို့ကိုအနည်းဆုံးအတွင်းမှာထားပေးတယ်ကျွန်တော်တို့အဲ့တော့ထားပေးတဲ့အချိန်မှာလေကျွန်တော်မလုပ်ရမလဲလို့ဒီမှာပြောတယ်သခင်ဘုရားနာမတော်ခေါ်ဖို့ပဲလိုအပ်တယ်ဘာမှလုပ်ဆရာမလို့ဘူးကိုညီမတို့ကျွန်တော်တို့ကိုအားဆုံးအတက်တဲ့ဆရာမှာထားလို့ရှိတယ်ဒီရဲ့အားလို့ခေါ်တဲ့အချိန်မှာလေတင်လို့ဒီတဲ့တတိယကောင်းကင်မှာရှင်းနေတဲ့ကဲတော့ခံစားရလိမ့်မယ်ဟာလေလုယာတခါတလေမှာနော်တငယ်ချင်းတွေမိတ်ဆွေတွေကကျွန်တော်တို့ကလည်းဟိုအနည်းဆုံးမှာအဆုံးမှာချထားတယ်အော်အဲ့လိုမျိုးထားချုံခံရတဲ့အခါမှာကျွန်တော်ကျမတို့ထဲကနေညင်သွားခြင်းတွေစောရကတဲ့ခြင်းတွေညင်ညူခြင်းတွေအမျိုးမျိုးထက်ပေါ်လာကျုပ်ပြောရမှာဒီဟာမဟုတ်ဘူးညီကိုညီမတို့ကျုပ်ပြောရမှာပါလေသခင်ဘုရားနာမတော်ခေါ်ဖို့ပဲလိုအပ်တာညီကိုညီမတို့ခေါ်ချပြီးကိုတို့ရှူသွင်းရခေါ်ချပြီးကိုတို့ကိုလက်ခံဖို့လိုရတယ်သခင်ဘုရားနာမတော်ခေါ်ချပြီးကျွန်တော်ဒီအဲ့ဒီအနည်းဆုံးတော့အရက်ထဲကနေလွတ်မြောက်ခြင်းကိုခံစားရလိမ့်မယ်ညီကိုညီမတို့